မမီခေါက်ဆွဲရဲ့မကောင်းတဲ့အချက်ကိုပြပြမယ်ဒီနေ့စီးတီမတ်သွားရင်လည်းပဲခေါက်ဆွဲလေးစားခြင်းလို့ဝယ်လာခဲ့လိုက်တယ်ပဲခေါက်ဆွဲနဲ့တွဲစားဖို့အတွက်ကြက်ဥကြော်တယ်ကြက်ဥချောင်းတွေနောက်တော့မုံလာဥအဝါချင်းတွေဂင်ချီတွေပါဝယ်လာသေးတာဒါကတော့အကုန်ပြင်ဆင်ပြီးပြီပေါ့ခေါက်ဆွဲပြုတ်ဖို့အနေထားပဲရှိတော့တာကိုမမီရဲ့မကောင်းတဲ့အချက်ကဘာလဲဆိုတော့10မိနစ်တောင်ပြုတ်သွားတာကိုရီးယားလာတဲ့ပဲခေါက်ဆွဲရင်းနဲ့ရှင်တော့ဈေးကထောက်ဝက်လောက်กว่าတယ်ကွာပစ္စည်းလည်းခဏခဏပြတ်တတ်တော့ဒီတစ်ခါတွေ့ရနဲ့ဝယ်လာလိုက်တာ10မိနစ်လောက်ပြုတ်သွားတာကိုစိတ်မရှိပေမဲ့လည်းခေါက်ဆွဲသားကောင်းလို့ရဲ့ဘတ်ဂျက်ဆေးဖြစ်တာကြောင့်ပဲခေါက်ဆွဲဆိုရင်တော့ဥမာမီကိုပဲစားပြစ်နေတော့ပဲခေါက်ဆွဲစားတဲ့အချိန်လေးကြက်ဥကြော်နဲ့တွဲစားရင်လည်းကြက်ဥကြော်ဘရောမှတစ်လုံးနဲ့မဝဘူးကြက်ဥကြော်အများကြီးစားလို့ပဲခေါက်ဆွဲကိုရှော့စားလာမေးတော့လည်းပဲခေါက်ဆွဲလည်းရှော့မစားဘူးပဲခေါက်ဆွဲကိုခင်ချီနဲ့တွဲစားရုံနဲ့မဟုတ်ဘူးကြက်ဥချောင်းနဲ့လည်းစားလိုက်ရမှာယူတော့ပဲခေါက်ဆွဲတစ်ခါစားရင်ဘယ်နှထုပ်လောက်ကုန်လဲနောက်တော့ကျမဒီဟာပြုတ်ထားတာပဲခေါက်ဆွဲဘယ်နှထုပ်ရှိမယ်ထင်လဲပဲခေါက်ဆွဲနဲ့တွဲစားလို့အလိုက်ဖက်ဆုံးနေတဲ့မှာဆိုရင်ဒီမုံလာဥချင်ရလဲတစ်ခုအပါဝင်ပဲဥမာမီပဲခေါက်ဆွဲကိုလေခင်ချီနဲ့စားရတာထက်ဒီလိုမျိုးမုံလာဥအဝါချင်းနဲ့စားရတာကိုပိုကြိုက်တယ်ကြက်ဥကတော့ထုံးစံအတိုင်းတစ်လုံးကိုတစ်လုံးပဲကျမအားရပါရစားနေတာကိုချစ်သူလေးကသူလဲစားခြင်းနဲ့ဆိုလို့နည်းနည်းလောက်တော့ခွဲပေးလိုက်သေးတယ်။ပဲခေါက်ဆွဲကိုလေတပွဲချင်းစီနည်းနည်းလေးစားရတာဒါဒီလိုမျိုးစလုံးကြီးနဲ့အားရပါရစားရတာကိုတော်တော်ရတာတွေ့နေပြီ။အစတော့ကတော့ဒီလောက်အများကြီးကုန်မမလားလို့တွေးပူလိုက်သေးတာ။ဒါပေမဲ့လည်းအချိန်နဲ့တော့လည်းကုန်သွားတာပါပဲ။အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။ Bye